Welcome to A Dose of Ngay. Hello ဒီနေ့တော့ဒီငယ်ကငခုမာလာ6ဆက်ချက်စားပါမယ်ဒါကတော့ပါဝင်ပစ္စည်းလေးတွေပါငခုကိုစားရယ်ချင်းရယ်နဲ့သေချာနယ်ပြီးတော့ဆေးထားပါတယ်ငရုတ်သီးခွဲချမ်းပါပါတယ်စက်သားမုတ်စီမာလာငါးအနှစ်ကော်မုတ်စက်သွန်မိတ်ပြီးတော့စက်သွန်ဖြူနှုတ်နှုတ်ဆင်းထားပါတယ်နှမ်းစီမွှေးတို့ပဲဖြစ်ပါတယ်အရင်ဆုံးငခုကိုစက်သားမှုန့်ရယ်ကော်မှုန့်ရယ်ထည့်ပြီးတော့တမနေအောင်နယ်ထားပေးရပါမယ်စီကိုအပူပေးပါမယ်စီဆူလာပြီဆိုလို့ရှိရင်နယ်ထားတဲ့ငခုကိုထည့်ပါမယ်မီးအေးလေးနဲ့ကြော်ပေးဖို့လိုပါတယ်တစ်ဖက်တစ်ချက်ကိုလှမ်းမယ်ပြီးတော့ဘာလို့လဲဆိုတော့လေငခုလုံးဝကြက်သွားတဲ့အထိကြော်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလဲတွေမကြက်မှာဆိုလို့မီးအေးဖို့လိုပါတယ်နော်ငခုလေးကျွတ်သွားပြီဆိုလို့ရှိရင်စီစစ်ထားပါမယ်စီထဲကိုစက်သွန်ဖြူကြိတ်ထားတာကိုထည့်ပါတယ်ပြီးတော့မာလာငါးအနှစ်ထည့်ပါတယ်စီမွှေးလေးလည်းထည့်ပါတယ်စီမွှေးနဲ့မာလာငါးအနှစ်ကလေးအခုလိုမျိုးအမြုပ်ထပါတယ်နော်ငရုတ်သီးခွဲချမ်းထည့်ပါတယ်ပြီးသွားရင်တော့ခုနကြော်ထားတဲ့ငါးကိုထည့်ပါမယ်နှမ်းထည့်ပါတယ်စက်သွန်မိတ်လေးလည်းအုပ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ရပါပြီဒီငယ်ကတော့စီတွေကိုဖယ်ထုတ်လိုက်မှာပေါ့နော်စီတွေစစ်လိုက်မှာပါအဲ့ဒါဆိုတော့ငခုမာလာ6ဆက်ရပါပြီရှင်ဗီဒီယိုကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လုပ်သွားပေးပါဦးရှင်အားလုံးကျေးဇူးများတင်ပါတယ်ခထား